အားလုံးကိုသခင်ယေရှုနာမနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။ဖခင်ညီသက်ချင်းတင်တို့ရောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေ။ဒီကနေ့မှာကျွန်တော်အကြောင်းအရာနှစ်ခုလေးကိုဝေမျှချင်ပါတယ်။အဲ့ဒါဘာလဲဆိုရင် source နဲ့ resource အကြောင်းဖြစ်ပါတယ်။ဆိုတော့ဒီစကားလုံးနှလုံးဒီတိုင်းဓမ္မဂရှန်ကနားထောင်လိုက်တဲ့အခါမှာတော့တူတလူလူရှိပေမဲ့ဒီဟာအတိတ်ပဲကွဲပြားပါတယ်။အဲ့ဒါကိုကျွန်တော်အနေငယ်လေးရှင်းပြချင်ပါတယ်။ source ဆိုတာဒီတူရဲ့အတိတ်ပဲကအစမူရင်းထွက်ပေါ်ရာနေရာလို့အဓိပ္ပာယ်ထွက်တယ် resource ဆိုတာကကြတော့အသုံးချနိုင်တဲ့အရာတွေအထောက်အကူဖြစ်စေတဲ့အရာတွေကို resource လို့ပြောပါတယ် resource ထဲမှာအထောက်အကူဖြစ်စေတဲ့အရာတွေအသုံးချနိုင်တဲ့အရာတွေပါဝင်တာဖြစ်တယ် source ဆိုတာကကြတော့အစထွက်ရာမူရင်းထွက်ပေါ်ရာနေရာလို့အဓိပ္ပာယ်ရှိတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင် source ဆိုတာဒီဖျားခင်မူလအရင်းမြစ်ဖြစ်တဲ့ဖျားခင်ကိုရည်ညွှန်းခြင်းဖြစ်တဲ့တစ်ဖက်မှာ resource ဆိုတာကြတော့ဒီကျွန်တော်တင်ထောက်ကူဖြစ်စေတဲ့အရာတွေအထောက်ကူဖြစ်စေတဲ့အရာတွေအသုံးချနိုင်တဲ့အရာတွေပါဝင်တာဖြစ်တယ်ဆိုတော့ resource ထဲမှာဘာတွေလဲဆိုရင်ငွေကြေးဥစ္စာတွေလူမှုဆက်ဆံရေးတွေကျန်းမာရေးကောင်းတာတွေအလုပ်အကိုင်အခွင့်အလမ်းတွေကောင်းတာတွေဒါတွေအားလုံးကဘာလဲဆိုရင် resource တွေဖြစ်တယ်ဒီဟာတွေအားလုံးကဘာဖြစ်တဲ့လဲဆိုရင် temporary ဖြစ်တယ်ပြောင်းလဲပျောက်ကွယ်သွားတတ်တဲ့အရာတွေကို resource လို့ခေါ်တယ်ပြန်ပြောမယ်နော် resource ဆိုတာဒီပြောင်းလဲပျောက်ကွယ်သွားတတ်တဲ့အရာတွေ temporary ကိုပြောနေခြင်းဖြစ်တယ်ဒီကနေ့လူတွေဘာကြောင့်စိတ်တက်အများကြီးကြာရလဲဘာကြောင့်လူတွေကိုယ့်ကိုအားမလို့အားမရတွေဖြစ်ရလဲလူတွေဘာကြောင့်ခဏခဏကိုယ့်ကိုစူးစိုက်လုပ်ချင်တဲ့အရာတွေဖြစ်တာလဲသူတို့ဘာကိုအားကြပြီးကိုယ့်ကိုကြတော့ပြန်ပြီးအားမကြကိုယ့်ကိုကြတော့အထင်တေးကိုယ့်ကိုကြတော့အလိုမကျစိတ်ပြက်စိတ်ငယ်ဝမ်းနည်းကြေကွဲဘာကြောင့်အဲ့လိုဖြစ်ရတယ်လဲဆိုရင် source ဒီဟူတော့မူလအရင်းမြစ်ဖြစ်တဲ့ဖျားခင်ကို focus ထားရမယ်အစား temporary ဖြစ်တဲ့ပြောင်းလဲပျောက်ကွယ်သွားတတ်တဲ့ resource အရာတွေနော်အသုံးချနိုင်တဲ့အရာတွေအထောက်အကူဖြစ်စေတဲ့အရာတွေဒီအရာတွေကိုသွားပြီးအာယုံစိုက်လိုက်တဲ့အခါမှာဒီပြောင်းလဲပျောက်ကွယ်သွားတဲ့အရာတွေ resource တွေကအချိန်မရွေးပျောက်ကွယ်သွားတဲ့အခါမှာပြောင်းလဲသွားတဲ့အခါမှာကိုယ့်ဘဝလည်းဟာငါမှမျောလင်းချက်မရှိတော့ဘူးငါမှဆုံးရှုံးစရာကလွယ်ပြီးဘာမှမရှိတော့ဘူးဆိုပြီးမှစိတ်ပြတ်တာမျိုးတွေဖြစ်လာတယ်အဲ့ဒီရဲ့အဖြစ်အရင်းမြစ်က source ကို focus မထားတော့ကြောင်းဖြစ်တယ်ဒါကြောင့်ညီကိုမောင်တို့များတင်းရဲ့ဘဝမှာနေ့ရက်စဉ်တိုင်းမှာအောင်မြင်ခြင်းနဲ့အသက်ရှင်ခြင်းတွေဆိုရင်လွတ်မြောက်ခြင်းနဲ့အသက်ရှင်ခြင်းတွေဆိုရင် resource ကို focus မထားဘဲနဲ့ source တီးဟူတော့မူလအရင်းမြစ်ဖြစ်တဲ့ဖျားခင်ကို focus ထားပါလို့ကျွန်တော်တို့နဲ့ခွန်အားပေးခြင်းတယ်အရောက်စီတိုင်းဖျားကောင်းချီးပေးပါစေ